တဲ့ပါဒီနေ့ဆိုမင်္ဂလာပါဒီလိုချစ်ပေါ့နော်ကျွန်တော်တို့ဒီနေ့လေရွာမပြန်နိုင်ဘူးပေါ့နော်ဒီလိုနဲ့ပဲတော့ဆိုစင်မပြေပြန်ဘူးပေါ့ဒီနေ့လေတစ်နှစ်ပြန်ပေါ့နောက်တစ်နှစ်ပြန်ပေါ့ပြန်ပြီးတော့ကြိုးစားရအောင်ပေါ့နော်ဒါဆောင်းရည်အစီးဆောင်းရည်မှာဒီလိုထွက်တာပေါ့နော်ဒီလိုချအိုင်နေတော့ရပေါ့နော်ဟိုခွန်စားတဲ့ချတော့ဆိုရင်ဆွဲဘက်ကတော့ဒီလိုထူတယ်ပေါ့ဒီချစ်လက်စတီးပေါ့ရောင်းကျွန်တော်တို့ဒီနေ့ပြန်တော့လေအစင်မပြေနောက်တစ်နေ့ပြန်ပေါ့တော့စီးပွားရေးရာဒီကိုရောက်နေပြီဆိုတော့ဆိုတစ်နှစ်ကြာပြန်ပြီပေါ့အစင်မပြေတဲ့ကြားတဲ့ကနေပြောဆိုရင်ဒီလိုလေးတစ်ပေါက်တင်ဆက်ပေးလိုက်တော့ဗောနော်ဒါဆို၄ရက်အစီးပေါ့၄ရက်တော့ဒီရွယ်လောက်ပဲရတော့ဗောနော်တော့ကျွန်တော်အစင်မပြေတဲ့ကြားတဲ့ကနေတင်ဆက်ပေးလိုက်တော့ဗောနော်ဒီနေ့ကတော့ထူတော့မရှိပါဘူးဒီလိုပါပဲရွာမပြန်နိုင်နဲ့မတရားလေးပေါ့